လူတယောက်ကဘဝမှာကိုယ်နဲ့ဘယ်လောက်ထိရည်စက်ပါတတ်ကြရလဲတဘွားလုံးမှာတစ်ခါပဲတွေ့ရပြီးနောက်ဘယ်တော့မှပြန်ဆောင်ရသူတွေလည်းအများကြီးရှိတာပဲလေခဏလေးပဲတွေ့ရမှထင်တာပဲမဲ့ဘွားတွေကိုထပ်လဲလဲပြန်ဝင်လာသူတွေလည်းရှိတာပဲနောက်ထပ်ဆောင်ကြအောင်မယ်လို့ထင်တာပဲမဲ့ဘယ်တော့မှထပ်မတွေ့ရမျိုးလည်းရှိတာပဲအခုလောက်ဆိုကိုစီရလည်းပြင်တော်တရားကနေပြောင်းနေပြီထင်ပါတယ်ကျွန်တော်တို့ပြန်ဆောင်ဖြစ်ကြအောင်မလားဆိုတာကိုတော့သိချင်မိတာပတ်လို့ချင်ထားရင်မနောပဲကြောင်းလို့နေလေနေရနိုင်ဖို့နေရနိုင်တယ်အမမေရဲ့တာမန်လေးကိုတခြားယူဆက်လိုက်ပါမယ်စိတ်ဝင်ပါနဲ့နော်ဒါပဲနော်သိပါတယ်ဟုတ်တယ်ကျေးဇူးရှင်ပါမမေ့ပါဘူးမေရဲ့တောင်းမမေ့ပါဆိုရင်ဟယ်လိုကျော်ရှင်လားဗျာဟုတ်ဘယ်လိုလဲမသိဗျာအခုပါဘယ်လိုလဲမသိဗျာဟယ်လိုအခုလားကိုစီရဟုတ်တယ်မလားကိုမိသားပြီထင်လားအခုနောက်ဆုံးတော့ပတ်စံတို့တကယ်ချတွေ့သွားပြီပေါ့နော်ဘိုးတွေ့လို့ရမလားဘိုးကဆုံးမဆောက်ဆိုင်ပြန်ရောက်နေပုံမျိုးလေးလာခဲ့ရမလားကျွန်တော်လာခဲ့မယ်လေအခုလာမယ်စနေအခုစီလာခဲ့မယ်ဟယ်လိုအခုဟယ်လိုအခုကဘာပြန်ပြောလို့လေခေါင်းကြီးပြနေလေအခုကလည်းဗျာအခုကောင်းနေတာကျွန်တော်ဘယ်လိုလုပ်မြင်ရမှာတော့ဗျာဟုတ်တာပဲကိုစရာကြည့်အောင်လူကြီးကြီးအောင်ဖြစ်လာပြီဟိုကတော့ဘာမှပြောင်းလဲပါဘူးနော်ဒါနဲ့ဆိုင်ရောအချင်းဘယ်လိုရှိလဲဆိုင်ကတော့အလုံးစုံခဲ့ရင်နောက်9နှစ်လောက်ပေါ့လူတွေကစားသိမ်းမဖတ်ကြတော့ဘူးလေအင်တာနက်ဆိုင်မှာချက်တင်ထိုင်တာဂိမ်းဆော့တာလောက်ပဲစိတ်ဝင်စားကြတော့ကျွန်တော်တော့ခုနောက်ပိုင်းစားသိမ်းမဖတ်ဖြစ်တော့ဒါနဲ့အခုကြောင်လည်းပြောအောင်လေဘာလို့လုပ်နေလဲတာမန်ပါပဲဖြုံးမှာပဲပေါ့ဒီလိုမျိုးပေးရရှိကြတော့မင်းပြန်လာဖြစ်တယ်လေအမေကလည်းအခုတော့အိမ်မှာမရှိဘူးအဖွားရင်သွားလေကြတယ်ထားပါတော့စပိန်သွားတွင်းအောင်တော့မယ်လေဒီလမ်းလေးကလုံခဲ့စနေတိုင်းပဲနော်မပြောင်းလဲဘူးလည်းမပြောင်းလဲဘူးချင်းလုံးလို့ပါပေါ့ဟုတ်ပါဗျာဒါနဲ့မင်းကတော့တော်တော်ပြောင်းလဲရအောင်နော်တက်တည်ကြီးပါလားမသိဘူး
အဲ့မောများလို့တော့ဘယ်စုရမလဲဟန်ဖုန်းနေပေါ်လာပြီးချင်းဖုန်းနေပြောက်သွားတော့တော်ပါသေးရနော် ဟုတ်ပါမဟုတ်ရင်ရင်တော့လို့ချင်းဖုံးကြီးဆိုအပြင်ယူသွားရင်ဘက်ထရီတုံးလေးကြီးပြေပါအောင် ဟိုဒါနဲ့လေအခုပဲသွားနေရ လမ်းလျှောက်နေရလေဘယ်သားကျင်လဲဘာစားကျင်လဲ ကျွန်တော်တို့တောက်ရအောင်လေ တောက်မယ်ဆိုရင်အိမ်မှာပဲတောက်မှရမယ်မြို့မှာကညဘက်ဆိုစိုင်းထိုင်းတာတိတ်မရှိဘူးပြီးတော့လေကိုကတိတ်တော့မတောက်နိုင်ဘူးဒါပေမဲ့နည်းနည်းပါချမယ်လေဟုတ်မင်းတော်တော်တောက်တဲ့နေပြီပဲ ဒီခါလေးပါ ဟူးနေတော့ရပဲ ဘာဒီတယ်ပြီးသွားတယ်ညချင်းဖြစ်နေပြီလား တမန်ပါပဲမမဖြစ်မလား လူဘာမှဖြစ်လာလေကို ငယ်ကတော့ကြီးတိုင်းကိုယ့်ကိုကျူးရှာဖြစ်လာမှထင်ခဲ့ရတယ်ညကြီးရှင်ပေါ့ဘိုးတစ်မျိုးသုံးမှလည်းဘိုးနှစ်က10နှစ်အောင်လာကိုတယောက်ပဲရှိခဲ့ရတယ်နိုင်ငံခြားမှာပညာတော်တင်သွားရတယ်ခုချိန်ကိုတယောက်ပဲရှိခဲ့ရတယ်သူကြတော့တာမန်ပဲဒီဘာဖြစ်လာလဲဘာမှဖြစ်လာအောင်ညရင်ရှင်နေမဟုတ်လူတော့လူချောတတ်ပဲကျောင်းသားတက်တော့လေကျောင်းမှာကုထက်ပူတော်ရဲ့သူကြီးပဲဒီမှာပြန်လာပြီးလှုပ်ဝင်တော့လေတထားနေရတင်ဆိုင်ဘာမှလည်းမထင်ဖြစ်ပါဘူးကြီးလိုက်ရင်ခဏကိုမရအောင်လုပ်မယ်ဆိုတာလေခုကြီးပြီးအိုပဲအိုလို့ဒီတိုင်းပဲခါလေးမနက်နိုးလို့အိပ်ရထားရင်တော့မှခါလာသေးဒီချိန်မှာဘာကိုကြောက်ဆုံးလဲဒီလား ဘာလဲကို ထီးကျန်ပြီးတော့တက်တဲ့ကြီးသွားမှာပေါ့မင်းရောစင်ပြေတယ်မလားဟန်ဖုန်းနေတော့ကိုင်းနေပြီဆိုတော့ ဖုန်းကတတိဝက်ပေးတာပါအချင်းကြီးကတော့မစိုးပါဘူးရင်းတဲ့ဆိုင်တော့အပွင့်တာလာပါတယ်မပြန်ရတာနဲ့မင်းကိုရှာပဲမင်းရောအဲ့ဒီဆိုင်ကိုမင်းတို့ဦးလေးရဲ့လက်ဖိတ်ဆိုင်ရပါ ဆိုင်ကအခုတော့တဲ့နေ့ခွဲတော့မှာပဲပြည့်သွားတယ်ဦးလေးကဦးလေးငယ်တဲ့ငယ်ချင်းနဲ့လုပ်ရပြန်ဆောင်ပြီးစီးပွားရေးတို့လုပ်ဖြစ်သွားတယ်ကျွန်တော်ခုလုပ်နေရတဲ့ပါပေါ့ဦးလေးရဲ့ငယ်ငယ်ချင်းကကျွန်တော်ဘောသေးလေကျွန်တော်ပွဲရပြီးရွာနေတဲ့အချိန်နဲ့ပွဲဖြစ်သွားတော့ဦးလေးကကျွန်တော်အဲ့မှာပဲလုပ်တော့လိုက်တာ
ဒီခါတော့ကိုလိုရည်သားတကယ်ပြန်ဆုံးမိတယ်နော်ညာနေပြောခွန်ချစာပြန်มาပဲစားမှာညာနေအစီအမလို့ပဲစားရတော့ဒီညတော့ဘူးတော့မတွေ့ရဘူးဘယ်လိုမှကြာမှညာနေကိုနေနဲ့စားတူစားမယ်နော်ကောင်းမလေးဆက်လာဟုတ်တယ်ကိုသူနဲ့ညစာတူစားမှနေတာဘာလူကြီးဖြစ်နေပြီ။အောင်မလေးရှိမှာပါ။အကောအိမ်တော့ကြာနေပြီလား။ကိုမုန်းနေပြီလား။ဘူးပါကိုတကယ်ကိုနားမလဲတော့ကွာကျွန်တော်ကခုနဲ့ခုလိုနောက်တစ်ခါထပ်ဆောင်ရတာကိုမှန်းတာနေရပြောလာထပ်ပါလေရှင်းနေတဲ့စိတ်သက်ဖြစ်မယ်ပြီးရင်ကျွန်တော်တို့နိုင်ငံသားထွက်တော့မှာလေကျွန်တော်နိုင်ငံသားရုံးဘက်မှာဆက်ထားသူကကြောင်းတက်အဲ့မှာပဲလက်ထပ်ဖြစ်နေဖြစ်မယ်ပြန်လာပြီးမှလက်ထပ်တာလည်းဖြစ်မယ်တကယ်လက်ထပ်မှမထင်တော့မိမိလိုက်တာတော့မင်းတို့မိလိုက်တိုင်းလဲမှန်နေရကြီးပဲလေအခုမူးလုံးပြီးတော့နောက်နေ့ကျကောင်းကိုင်းနေပြီလေမနေ့ပြန် Happy New Year မှာအခုတကယ်ချင်းနဲ့ချိန်ထားသေးပါဘာစီစီရှိပြီလဲမနေ့ပြန်ဆိုအခုနဲ့ကြောင့်ပထမဆုံးတွေ့ခဲ့တာစနေနေ့တောင်ပြေးပြီနော်ဒီမျိုးလေးမှပဲမလားခဏလေးကမနေ့ကတကူကချင်းမင်းလာတွေ့နေရတယ်ကွာနောက်ဆုံးတစ်ခါလာတွေ့ချင်တယ်လို့ဒီအခုကလုံခဲ့တဲ့10နှစ်ကမင်းငါအဲ့ထီကိုပေးခဲ့ဆိုလင်းမုံမိမှာဟုတ်ခုဖုန်းနံပါတ်လည်းမေ့တော့အောင်မဟုတ်ခြေဆက်ပိုင်းအမြင်ပြန်ဆုံးမဲ့လို့ကျွန်တော်ရောက်တာအခုစုံနေရပြီကွာအဲ့ဒါဆိုရင်အဲ့ပတ်စံလေးပြပါဦးအဲ့ပတ်စံပုံစံတွေရပြီးတော့အပြောဆုံးကလည်းမထားပြီလေပြီ
ကိုကျော်ကလည်းတကားခောက်နေပြင်ကြားလာ sorry ပါဖုန်းပြောနေလို့ ဟုတ်နာနေမှာကိုကျော်ကိုပြစရာရှိရဲ့ကိုကျော်မှတ်တရပစ္စည်းလေးထင်တယ်တိုက်တိုက်ဆိုင်ဆိုင်နာနေရှိမှဆက်ဆက်နေရောက်လာတယ်လို့ အခုဘယ်တော့မှဒီပတ်စံတွေကိုရှာမတွေ့ခဲ့ဘူးလားဒီပတ်စံတွေကိုညာနေကလွန်ခဲ့တဲ့ပတ်လောက်တည်းကရထားတယ်အခုဖုန်းလာပြီးချင်းမင်းနဲ့ပိုင်းမှာခြားတယ်ညာနေစီမှာတစ်စင်ဒီပတ်စံတွေကကျွန်တော်လက်ထဲရောက်လာတယ်အခုလည်းညာတိတိနဲ့ကျွန်တော်လာတွေ့သေးရနော်ကျွန်တော်တကယ်ကြီးစားလုံခဲ့ခုနကတည်းကကုန်သွားပြီဗျအခုကအတင်းနဲ့ပြီးဖန်နေတာ ကိုမင်းကိုလိုက်ရှာနေတာတကယ်ပါမင်းအဲ့ဒီဆက်အောင်လဲကိုတွေ့ရလူတိုင်းကိုမင်းသုံးနှစ်မြောက်မှာခုတကယ်ကြီးတယောက်ကမဖေးဆိုင်မင်းဦးလေးနဲ့တည်ရရှိမမျိုးနေပဲနဲ့တည်လိုက်ရအဲ့ကနေတစ်ဆင်းကိုမင်းကိုဆက်သွယ်ခဲ့ရပဲမင်းကကိုယ်ပိုင် headphone လေးရှိနေပြီဆိုတော့မှမင်းအချိန်လေးတော်တော်ကောင်းနေပြီဆိုပြီးကိုဝမ်းသာခဲ့ရဒီလိုဆိုရင်ရှင်ကစားလို့စင်ရင်ပြီးထွက်သွားလို့မရတော့ဘူးထင်ခဲ့ခုတော့ ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တွေကမပါတော့ပဲလေ မင်းကပိတ်ရှုံနေတာပဲကွာငါဖုန်းနဲ့ပြီးတော့မင်းမဆက်ဘူးမင်းဖုန်းနဲ့ပါကြောက်လေဝတ်ထုတ်လို့ပါဆိုမင်းရှောက်လို့တယ်ကွာငါမင်းကကြောက်ကရှာခဲ့တယ်ရှာတွေ့ကြရောလေမင်းအခုကျွန်တော်ဘောက်မှာနားမလဲအဲ့လိုလေးပေါ့လေးတွေ့မှာပေါ့ကျွန်တော်ကအခုလိုအမေနဲ့အဖေနဲ့ပြပပနေတာမဟုတ်ဗျနေရမ်းချင်ရမ်းချင်ကျွန်တော်ကလေးပေါ့စားပွားလေးကလေးအမေတို့ရမ်းဖြစ်ပစ္စည်းရပြန်ပြန်ပြပေါက်နေတာကြားရနေမရှိဘူးဒီကပေါ့ရှောင်းရနောက်ပြီးအရွယ်ရောက်လာမှမကြံသေးဘူးအဖေကထားခဲ့တော့အိမ်နောက်စီးညဝင်ယူပါသေးတယ်ရုံးကန်ခဲ့ရတယ်အဲ့လိုအချိန်မှာအခုဆိုရင်ဘယ်ဘဝတော့တန်းထန်းတော့တွေ့ရတဲ့သူနဲ့ပြန်ပြီးတွေ့ဖို့ပြန်ပြီးစမိန်တူတူတော်ဖို့စနိုးတူစားဖို့စိတ်ကူးနေနိုင်မလား没有，我这些人爱情知道跑的话，明年的他被我聊给你啊，我妈冇。ဒါပေမဲ့ကျွန်တော်ဘာဆောင်မှန်းမသိဆောင်နေခဲ့သေးတယ်အချိန်ဆွဲခဲ့မိသေးတယ်နောက်9နှစ်တော့လည်းကြာတော့အခုနဲ့ပတ်သက်တာရလို့လုပ်တော့ဒီတိုင်းမိသွားနောက်ပြီးတော့ကျွန်တော်ပေါ့လေးရှိတယ်ကိုဆောင်ပြလိုက်တယ်လေအဲ့ကလေးနောက်နေ့ကြာတော့ညာနေနဲ့လက်ထပ်ပေးဖို့စီစဉ်တာလည်းလက်ခံလိုက်ရောဟာတလောင်းဆိုပြီးပေါ်လာပါလေရောအခုကခြေစဆိုးလို့မရပြောချင်တာမဟုတ်ပါဘူးကျွန်တော်ကြားရတဲ့အချိန်ကဘယ်တော့မှကြိုက်မလို့ပြောတာပါကြည့်ရတာကျွန်တော်တကယ်ရေးစမ်းမပါဘူးထင်ပါတယ်
မင်းငယ်ကပြောခဲ့တယ်မအချိုင်ဆုံး character Edmond Dandy ဆိုတာသူ့ရဲ့စိတ်ရှိရှိနဲ့စောင့်ပြီးတော့ခွင်ကောင်းပေါ်လာရင်လက်မခံပဲတုံချတယ်လေဆိုတာနင်ညာဘာဆိုလားအဲ့ဒီကောင်မလေးပဲအဲ့လိုပဲမလားတေချာအကွက်ဆင်ပြီးတော့နေရအောင်ယူလိုက်တော့မလားတော့ပြန်တွေးရင်နောက်ရမယ့်စကားမပြောပါနဲ့ကိုအခုကျွန်တော်ရန်စားလဲကျွန်တော်စိတ်မဆိုးပါဘူးအခုစိတ်ထားတကယ်မပါကျွန်တော်သိရဟုတ်တယ်မလားဟဲ့ကောင်မလေးကမေဦးလေးတကယ်ချင်းထေးသမီးမလားအခုလည်းပြောရင်နှာခေါင်းလုံးလုံးပြောကျွန်တော်သိရစိတ်နာအောင်ပဲရှောက်ပြောမလို့ပဲရှောက်ပြောနေရလားမသိဘူးမယ်မပြောနဲ့တော့ဒါဖြင့်ငါကဘာပြောရမှာညာနေကိုလာထလိုက်တာအလုံးကောက်ဖို့အတွက်ပဲညမမိသားစုတော့ကောက်ဖို့ပဲကျွန်တော်အခုနဲ့တကယ်နောက်ဆုံးတစ်ခါထပ်တွေ့ချင်တာပါကျွန်တော်နဲ့ပတ်သက်တဲ့မှတ်တရတွေကောက်ပြီးသွားရင်ကောင်းပါပဲအခုတွေးမှလားကောင်းတဲ့မှတ်တရတွေရရှိနေတာအဲ့မှတ်တရတွေကြောင့်လေစီစံနေတူမှာရရှင်ရအများကြီးပါအဲ့တော့ဒီတော့ကောင်းမယ်လို့မတွေးပါနေ့တည်းမှာပြောချင်ပါသေးတော့ကျေးဇူးတော်မိလိုက်ပါတယ်ပြီးတော့ကျွန်တော်ကိုပြောပြရစီဒီခါတော့ဒီလက်ကြီးကုန်နေပြီပါကိုလည်းပြဿနာများတာဟုတ်လားရှာရင်ဟုတ်တယ်အားကြီးငါညီဆက်ရဆင်းပြေပါစေကျမ်းပါပါစေချမ်းသာပါစေနှုတ်ဆက်တယ်ကျူဆိုင်ပေါ်ရဲလူတွေကဝင်လက်ထွက်လက်လောက်ကြတဲ့ပါပါကိုဒီပဲရောက်လာကျွန်တော်လည်းနားလည်လာတယ်ဝင်လာပါခေါ်လဲမလာတဲ့သူတွေရှိသလိုထုံသွားပါနဲ့လို့ဘယ်လောက်တာတသွားကြတဲ့သူတွေရှိရပဲလေတချို့ကြတော့လဲပေါ်ရဲဝင်လက်ထွက်လိုက်ပေါ့
ကိုစီပြောလို့ဆိုရင်တော့ကျွန်တော်ကသူ့ဖွယ်ဝင်လာထွက်လာလုပ်ခဲ့မိတာဖြစ်ပါလိမ့်မယ်ရေစက်မခွန်ရင်ပြန်ဆုံးမှာဘောလို့ပြောချင်ခဲ့ရတော့ပြောမထတော့ပါဘူးကိုစီကလည်းထပ်ပြီးကြွရုံနဲ့မထင်ဘူးရေစက်ကုန်ပြီလို့သူလက်ခံလာပြီပဲလေအခုသားရဲ့တော့မင်းမမငါတီးတင်ပေးရမယ်ဆို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 